Who are you? Morgan Freeman's son. Tyler, the creator. Yes. ထိုင်လာတဲ့ creator ဆိုတာနဲ့လူတော်များများက rapper တယောက်လိုပဲသိကြပေမဲ့တကယ်တော့ထိုင်လာကနယ်ပယ်စုံမှာကျွမ်းကျင်တဲ့အမှုပညာရှင် artist တယောက်ပါ music video director ကနေစလို့ fashion designer အထိသူချီမချတဲ့နေရာမရှိသလောက်ပါပဲကျွန်တော်မြင်မှာတော့ထိုင်လာကဂီတကိုပဲလုပ်နေတာမဟုတ်ဘဲနဲ့သူ့ရဲ့ vision အတိုင်းကဘာတစ်ခုကိုတည်ဆောက်နေတဲ့ visionary artist တယောက်ပါစိတ်ဝင်စားမှုကောင်းတာကသူ့ရဲ့ album တွေမှာပါတဲ့တခြင်း80ရာခိုင်နှုန်းကျော်ကိုသူကိုယ်တိုင်ပဲ music video ရှုလုပ်တာပါအချို့ album တွေမှာဆိုရင်အစားအစုံတူတယောက်တည်းဖန်တီးခဲ့တာမျိုးတွေတော့ရှိပါတယ်ဒါကြောင့်လေသူ့ရဲ့တခြင်းတွေကတခြားလူတွေနဲ့မတူဘဲနဲ့ကိုယ်ပိုင် vision အပြည့်ရှိနေတာပါသူရဲ့နောက်ထပ်ထူးခြားတဲ့အချက်ကအသက်15နှစ်လောက်ကတည်းက YouTube ပေါ်မှာကိုယ်ပိုင်လူပညာတွေကိုစပြီးချပြခဲ့တာပါဘဒုရဲ့လမ်းမှုမှမပါဘဲနဲ့ကိုယ်စတိုင်တွေကိုဒီနေ့တည်ချက်တည်လာနိုင်တာကတကယ်ကိုအထင်ကြီးစရာကောင်းတဲ့စိတ်ဓာတ်မျိုးပါပဲထိုင်လာရဲ့ music channel ကိုပြန်ကြည့်မယ်ဆိုရင်ကာလနှစ်ခုတိတိတတ်တာကွဲနေတာကိုသတိထားမိပါလိမ့်မယ်အစောပိုင်း2009ခုနှစ်မှာထွက်ရှိခဲ့တဲ့ Buster နဲ့2017က Gobli Amber ခက်တွေကိုပြန်ကြည့်မယ်ဆိုရင်ထိုင်လာကအရန်ကိုပုံငယ်ခြင်းနဲ့လူငယ်တစ်ယောက်ပါအမောင်ဘချောင်းတော်ရတဲ့စာသားတွေကဝေဖန်ခဲ့တာရှိပေမဲ့အဲ့ဒါကပဲသူရဲ့စစ်မှန်တဲ့ခံစားချက်တွေဆိုတာမြင်သာပါတယ်အဲ့နောက်2013မှာထွက်ရှိလာခဲ့တဲ့ Wolf နဲ့2015မှာထွက်ရှိခဲ့တဲ့ Cherry Bow Amber ရောက်တဲ့ခါတွေမှာတော့သူကဂီတအမျိုးအစားပုံစံတစ်တွေနဲ့သူ့ရဲ့တန်စင်တွေကိုစပြီးဆက်လက်လာတာကိုတွေ့ရတယ်။တကယ်တော့ထိုင်လာရဲ့ music career တစ်ခုလုံးကိုပြောင်းလဲပြလိုက်တဲ့အလဲပြောင်းက2019မှာထွက်ရှိခဲ့တဲ့ Flower Boy album မှာသူကတုံးလုံးစရာစကားလုံးတွေနောက်မှာပုံနေတော့ပဲနဲ့သူ့ရဲ့နူးညံ့တဲ့အပိုင်းတွေကိုချပြရဲလာတယ်။အဲ့နောက်2019မှာထွက်ရှိလာခဲ့ပြီးတော့ Grammy ဆုပါရရှိခဲ့တဲ့ Igor Abraham ဆိုရင်သူရွေးချယ်ခဲ့တဲ့လမ်းကြောင်းကမှန်တယ်ဆိုတာတသိပြလိုက်တာပါပြီးတော့2021မှာပြန်ပြီးထွက်ရှိလာခဲ့တဲ့ Call Me If You Get Lost album မှာဆိုတော့ထိုင်လာက rap တက်ပညာပိုင်းမှာဘယ်လောက်ထိထိပ်တန်းရောက်နေပြီဆိုတာမြင်ခဲ့ရတယ်အဲ့ဒီနောက်ပိုင်း2024မှာ Chroma Covia 2025မှာ Don't Tap the Glassဒီနောက်ပိုင်းထွက်ရှိလာတဲ့ချင်းတွေမှာတော့စာသားတွေကပို့ပြီးတော့မှရေးချက်လာတယ်အရင်လို shock ပြလုံးနေတာမျိုးမဟုတ်တော့ဘဲနဲ့အခုဆိုရင်ပို့ပြီးရေးချက်တဲ့အမှုပညာတစ်ခုအနေနဲ့သူချပြသွားတာပါဒါနဲ့ထိုင်လာရဲ့တချင်းတွေကြောင့်ပြောရင်းနဲ့မှာသူနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့တစ်ခုက synesthesia လို့ခေါ်တဲ့ထူးခြားတဲ့အာရုံခံစားမှုမျိုးရှိနေတာပါဆိုလိုတာကထိုင်လာဆိုရင်တချင်းတွေကိုနားအောင်တဲ့အခါမျိုးမှာတန်စင်တွေကိုပဲကြားရတာမဟုတ်ဘဲနဲ့အယောင်တွေကိုမှမျက်စိထဲမှာမြင်နေရတာပါထိုင်လာရဲ့ album cover အဲ့ဒီမှာအယောင်သွေးစုံလင်နေတာကလေဒီချက်ကြောင့်လို့ပြောလို့ရတယ်ထိုင်လာရဲ့အောင်မြင်ဆုံးတခြင်းတစ်ပုဒ်ဖြစ်တဲ့ CU အခန်းရဲ့နောက်ကမှဆိုရင်လေစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းရင်းရှိပါသေးတယ်။တကယ်တော့ဒီတခြင်းကိုထိုင်လာဇိမ်းအတွက်ဆိုပြီးတော့ရေးပေးခဲ့တာပါ။သူတို့ကခေါ်လက်လုပ်ဖို့ချိတ်ဆက်ခဲ့ကြပြီပဲဇိမ်းဘက်ကစတူဒီယိုလာဖို့တက်ပြက်ကွက်ခဲ့တဲ့အခါမှာတော့အနောက်မှာထိုင်လာဒီတခြင်းကိုသူတယောက်တည်းဆိုတော့မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီလိုတိုက်တိုက်ဆိုင်ဖြစ်သွားခဲ့တာပဲထိုင်လာအတွက်တော့အမတ်တရအဖြစ်ဆုံး masterpiece တစ်ပုဒ်ဖြစ်လာခဲ့တာပေါ့။ဆိုတော့ဒီဗီဒီယိုကြည့်နေရလို့ထိုင်လာရဲ့တခြင်းကိုအခုမှစပြီးနားထောင်ခြင်းနဲ့ဆိုပြီးတော့ကျွန်တော်နားထောင်စေခြင်းနဲ့တခြင်းအနေငယ်ရှိပါတယ်။ Music production by အနုစိတ်ခံစားခြင်းနဲ့ဆိုရင် Gun Thank You ကိုနားထောင်ကြည့်ပါ။ Classic ဖြစ်ပြီးနွေချိုတာမျိုးမှာကြိုက်တယ်ဆိုရင် CU ကန်နဲ့ FK ကတော့လူတိုင်းကြိုက်ကြမှာပါ။ထိုင်လာရဲ့ Buffalo ကိုသိကျင်နေဆိုရင်လမ်းမကြားကတော့အကောင်းဆုံးဥပမာတစ်ခုပါပဲ။ဆိုတော့ခင်ဗျားတို့ထိုင်လာကိုဘေးချင်းနဲ့စပြီးတော့တီးခဲ့တာလေ။အခုချိန်မှာထိုင်လာရဲ့ဘေးချင်းကိုအကြိုက်ဆုံးလဲဆိုတာ comment မှာရေးထားခဲ့ကြပါဦး။